ကြာအော်ဘာပြော ခဒါပဲလားအေးရောက်ပါရဲ့လာပါ ပြင်းအောင်ရ သမင်းရောက်ပြီသမင်းရောက်ပြီလာစားပါအောင်အတူတူစားမယ်လေတို့သမင်းမလည်းတော့စားမယ်လေရှူစားပါတကယ်ချင်းနဲ့လုံးရအောင်မပြင်းနဲ့လို့ပြောတာရှူချင်ပါလေမပြင်းနဲ့လို့ပြောထားပြီးတော့ချိန်ထားတယ်မလို့အပီးကြီးချိန်ထားတယ်နော်ဒီမှာချိန်ထားတယ်ဗျာတော့အဲ့တော့ထူပါတော့မင်းတို့မခိုင်းရှမဟုတ်တော့ဘယ်လိုလဲပြေးဆုံးလဲနားလဲလားချင်းလူမျိုးပါလားချင်းစကားပြောပဲမယ်ချင်းစကားနဲ့ပြောမယ်နော်အဲ့နမတော့ခုအော်တော့စုပေါင်းပန်းမန်ဒီလိုဒီကောတတိတပြူအမရပကအရတောင်ရှင်လာခဲ့မြေပဲထားလို့ရောပါတယ်ညီလေးညကောအားချုံနေရောကိုရသမင်းစားရအောင်လို့စင်ကြီးအိုးမဲငါတို့စားမယ်မင်းတို့လည်းကြည့်ရကွာအပကြီးချိန်ထားတယ်အဲ့ဒါလေးဝင်မှာငါတို့နဲ့ပူပေါင်းမှာလို့ပါနဲ့နေမှာငါကြီးမရောက်ချောတယ်မင်းတို့ပြေးတယ်ကွာငါတို့လည်းချောင်းတို့ဆုပ်လို့ပဲအများကြီးပြီအများကြီးပဲဟောအများကြီးအများကြီးရဲ့အေးဆက်ရ